ကဲအားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပေါ့နော်ခေါင်းရိုင်မှာရှိတဲ့ခရက် nature trip ထဲမှာပေါ့နော်ကျွန်တော်ကကဲအခုမြင်နေရတဲ့ ATV ကျွန်တော်စီးမှာဖြစ်ပါတယ်ပြီးတော့ခါယာကင်းပေါ့နော်ပြန်လော်မှာဖြစ်ပါတယ်ကဲဒီဗီဒီယိုထဲမှာပေါ့နော်ကျွန်တော်ခေါင်းရိုင်သွားတဲ့ခရီးစဉ်တချို့တွေကိုပေါ့နော်ကျွန်တော်မှတ်တမ်းတင်ထားတဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအစအဆုံးကျွန်တော်နဲ့အတူကြည့်ရှုကြရအောင်ပေါ့နော်ကဲဒီနေရာလေးကပေါ့နော်အခုနခါယက် nature trip ထဲမှာပဲဖြစ်ပါတယ်ကဲဒီထဲကကျွန်တော်ကတော့တစ်ခုကိုရွေးရမှာဖြစ်ပါတယ်ကဲကျွန်တော်တို့အဝါရောင်လေးရွေးထားတာပေါ့နော်ကဲကျွန်တော်တို့ကိုကြတော့ပေါ့နော်အခုဒီမှတ်တမ်းတင်ထားတဲ့ဗီဒီယိုကကျွန်တော်တော့ထဲမှာမမောင်းရသေးဘူးသူတို့အစမ်းမောင်းခိုင်းတာပေါ့နော်အစမ်းမောင်းတဲ့အခါမှာကျွန်တော်ဗီဒီယိုမှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ်တကယ်လို့ခေါက်ရည်ကိုရောက်ခဲ့ရင်ဒီနေရာကိုရောပေါ့နော်မမေ့စေချင်ဘူးဒီနေရာကတကယ်တဘာဝရဲ့အရတာတဘာဝကိုလုံးဝခံစားလို့ရမယ့်နေရာပေါ့နော်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီ ATV နဲ့လေလိုတာနှစ်ခုပေါင်းမှပဲကျွန်တော်ပတ်900ပဲကြာတာဖြစ်ပါတယ်ဈေးနှုန်းကရောအင်မတန်မှတက်တာတာပေါ့နော်နောက်တငယ်ချင်းတွေနဲ့ကျွန်တော်ဆိုရင်ပေါ့နော်ကဲအဝစီးခဲ့ပါတယ်ကဲကျွန်တော်ဒါစီးပြီးပြီဆိုရင်ကျွန်တော်တို့လေပြန်သွားလို့မှာဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုကိုပြန်ပေါ့နော်လေလိုတဲ့အထိကျွန်တော်ပြန်သွားရအောင်ရေကရောအင်မတန်မှကြီးတာပေါ့နော်ကဲတဘာဝကြောက်ဆောင်တွေနဲ့ဆိုတော့တဘာဝရဲ့အရတာကိုအပြည့်အဝခံစားရင်းနဲ့လေလိုခေရပါတယ်လေလိုပြီးရင်ကျွန်တော် coffee ဆိုင်ပြန်သွားမှာဖြစ်ပါတယ်ဒီ coffee ဆိုင်ကပေါ့နော်တောင်ထိပ်မှာသူတို့ဆောက်ထားတဲ့အတွေ့ပေါ့နော်ကဲသူတို့အကျိုးအပို့လေးရောလုပ်ပေးပါတယ်ကဲဒီ coffee ဆိုင်ကဖွင့်ထားတာရောမကြသေးဘူးအစ်စ်ပဲရှိသေးတာပေါ့နော်ကဲဒီနေရာကနေကျွန်တော်တို့တဘာဝအရတာကိုရောကျွန်တော်တို့အပြည့်အဝခံစားလို့ရပါတယ်ကော်ဖီရဲ့မုတ်ရရောအင်မတန်မှကောင်းပါတယ်ညနေပိုင်း4-5နာရီဆိုကျွန်တော်တို့အဆောက်အုံအပေါ်ကနေပေါ့နော်ညနေဝင်စီးစာကိုရောအပြည့်အဝပေါ့နော်ကျွန်တော်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်ကဲကော်ဖီတောက်ပြီးမှကိုယ့်ရဲ့ဘင်္ဂလိုထဲကိုပြန်ကြတာပေါ့နော်ဒီနေရာကတော့ကျွန်တော်တို့တဲတဲ့ဘင်္ဂလိုလေးပဲဖြစ်ပါတယ်ကဲကျွန်တော်တို့တဲတဲ့ဘင်္ဂလိုလေးနေရာလေးရောအင်မတန်မှမိုက်တာပေါ့နော်ကဲဒီနေရာမှာဆိုရင်ကျွန်တော်တို့ညအတွက်ပါတီလုပ်ဖို့အတွက်ပေါ့နော်ပြင်ဆင်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာကျတော့ညဆိုရင်မီးမွေးပြီးမှပေါ့နော်ဒီဘက်မှာကျတော့ကျွန်တော်တို့တန်းနေနေရောပေါ့နော်အိမ်လို့ရတော့ပေါ့နော်ရပါတယ်ကဲဒီဘက်မှာဆိုရင်ကျွန်တော်တို့တန်းတွေနေပေါ့နော်ငါးပြီးမှရောအိတ်လို့ရတာပေါ့နော်ကဲအင်မတန်မှမိုက်တာပေါ့နော်ကဲကျွန်တော်တို့နေတဲ့ညရဲ့ဟိုရပေါ့နော်ညရဲ့မြင်ကွင်းလေးပေါ့နော်ကဲနေရာလေးကတော့အင်မတန်မှမိုက်ပါတယ်ညဆိုရင်ပေါ့နော်ကဲအခုမီးစာမွေးပါပြီခဏနေဆိုကျွန်တော်ပါတီလုပ်မှာပေါ့နော်ကဲညပြီဆိုတန်းတွေပေါ့နော်တန်းတွေရောလုံးဝအပြည့်ပဲနော်ကဲအရင်အေးတဲ့အခါကျတော့ကျွန်တော်မီးမွေးပြီးမှကဲတငယ်ချင်းတွေစုပြီးမှပေါ့နော်ကဲပါတီလုပ်ကြတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်